မြင့်နဲ့မိုင်လိုနဲ့စားရင်တေးလားဗျဆိုတော့ဒါတွေကတော့ပဲမြင့်တွေပဲဖြစ်ပါတယ်ဗျကျွန်တော်ဒီဟာကိုအခိုးတော်မခွာဘဲနဲ့စားလိုက်တော့မယ်ဗျစားကောင်းတယ်ဗျပြီးဒီဘက်လက်ကတော့မိုင်လိုပဲဖြစ်ပါတယ်ဒီဟာကိုလည်းကျွန်တော်ပိုက်နဲ့ဖွင့်မယ်ယော့ okay နည်းနည်းခလောက်လိုက်အောင်မယ်နည်းနည်းalright တောက်ရရမစိုးဘူးဗျလိုက်ဖက်တယ်ဗျဝါဘယ်တော့နေရအောင်ရအကုန်တရားတေချာတောက်ပြီးတော့တရားဝါပြီးတော့မြူရှာပါတယ်နော်စီပဲမြင့်ဆိုတာတရားတီဟုတ်တယ်မလားဒီဟာနဲ့စားရင်တီရဆိုပြီးတော့ online မှာရှိနေရတယ်ဒီပဲမြင့်နဲ့ဒီမိုင်လို့ပြောကြဟုတ်တယ်မလားဗျဟုတ်ရင်လွဲနေပါဆိုဒီတခုလည်းတေချာစဉ်းစားကြည့်ရင်တော့မတိတ်စရာဘာအကြောင်းမှမရှိဘူးပေါ့နော် like Google ခောက်ကြည့်လို့လည်းရတယ်ဗျာဒီကပါတဲ့ data တစ်ခုနဲ့ဒီကပါတဲ့ data တစ်ခုနဲ့မတိတ်တာပါညာမရှိပါဘူး like စားလို့ရပါတယ်လုံးဝ safe ဖြစ်ပါတယ်ဗျပြီးရင်ဒီဗီဒီယိုကြီးကျွန်တော်လုပ်ရချင်းရည်ရွယ်ချက်ကလည်း like view ရဖို့attention ရဖို့ follower တိုးဖို့ပဲကျွန်တော်ဒီလိုဗီဒီယိုတွေက entertaining ဖြစ်အောင်လုပ်နေရပါတော့ကျွန်တော်စားတဲ့ဟာတွေကို like စားပြီးတော့ like အကုန် like ယုံစီခြင်းလို့ like လုပ်တာမဟုတ်ပေါ့နော်ဘာလို့ဆိုတော့ like ကျွန်တော်ကဒီဟာစားပြကျွန်တော်ဘာမှဖြစ်သွားဘူးတခုခုစားပြလိုက်တယ်ကျွန်တော်ဘာမှဖြစ်သွားဘူးဒါပေမဲ့ကိုလိုရိုအနေနဲ့ကကျမ်းမာရေး like ယောဂအခန်းတခုရှိနေဆိုရင်ကိုလိုရိုတော့တခုခုဖြစ်ကောင်းဖြစ်နိုင်တယ်တီမတီတော့မတီဘူးဒါပေမဲ့တည်မလား like ကြောက်ကတ်ထီသွားတာနှလုံးထီသွားတာ like အစာအိမ်အဆုပ်တခုခုဗျာကိုယ့်ရဲ့အရင်ယောဂအခန်းတခုနဲ့မတည့်တာမျိုးရှိရင်တော့အဲ့လိုမျိုးဖြစ်တတ်တယ်ပေါ့နော်။ like အဲ့ဒါကြောင့်မလို့တခုခုတဲ့မတဲ့အရင် Google မှာရှားလိုက်ပါပြီးရင်ကို့မှာဘာယောဂခံရှိလဲအဲ့ဒါပါပေါင်းပြီးတော့ရှားလိုက်ရပါပေါ့နော်။ Google မခောက်တတ်ဘူး like တချို့လူတွေကြအင်္ဂလိပ်လိုမရေးတတ်ဘူးအဲ့ဆိုရင်ရရဗျ ChatGPT မြန်မာလိုသွားပြောပါမြန်မာလိုသူစကားပြောတတ်ပါတယ်ဗျ ChatGPT ကအကုန်သိပါတယ်သူ့ကိုသွားမေးပါဗျပြီးရင်ဘယ်နဲ့စားရင်တဲ့တယ်ပြောမဘယ်နဲ့စားရင်တည်တယ်လို့ပါလို့ရှောက်မယုံစေချင်ကြဘူးပေါ့နော်ကိုယ်တိုင် research လုပ်စေချင်ကြပါတယ်အဲ့ဒါလေးပါဒါတော်ကောင်းတယ်ဗျโอเคအဆုံးထိကြည့်ပြီးသွားပြီဆိုတော့လေကျွန်တော်ရဲ့ YouTube channel NVL ကိုတွားပြီးတော့ subscribe တွေလုပ်ပေးကြပါဦးဗျ